Lava Kaliashan and Gani Pianage Selector and Quadro Kayati Brook Sopiatava but not in the matter color high and seat will cover Vanati Kenya Solakavare Kalisora Javis Kali King Sonia Jababis The game was a name song teach you a bit of my bananas or green jello, green blocks. Oh, till we up don't need it. I'm a yanny upon I'm a patoonie, I'm a deep one. I'm a Kylie like Sally. I couldn't be a low Kylie at a near Yawa baby. အမကိုခိုင်လိုက်နည်းနည်းတော့ရှောင်ရပါတော့ဒီကိန်းကအမကိုချောင်ရပါတော့ကိုကအပေါ် screen မှာပေါ်လာအယောင်လေးကိုအမရောက်လာခိုင်ရမပြေးခဲ့ရပါဘောနော်အမပေါ့နော်တွေ့လာတယ်မသိဘူးရန်နေပေါ့နော်ခိုင်ရတဲ့ကြောက်လို့ဟိုဘက်ပြေးပြီးပေါ့နော်အမရာတဲ့ဂိမ်းကိုထွက်သွားရဆိုတော့ယေခိုင်လေးပထမတော့မရတော့ဘောနော်ဒီထဲမှာပြားမယ်ခိုင်နေနိုင်တော့နိုင်ပါဒါပေမဲ့ခိုင်စိတ်မပါလိုက်ဘောနော်မှာခိုင်လေ22ခါတော့ရှိပါပြီဘောနော်နိုင်တာဖန်ခံရ30ခါတော့ရှိပြီဘောနော်ခိုင်လေခုကတော့ရွေးမှာဘောနော်မရွေးတော့မရွေးလိုက်ရအောင်ဘောနော်အကားပြမယ်ဆိုခိုင်ခုကတော့ခိုင်လေလူများတဲ့ဘက်ကိုရွေးမယ်လို့ဆိုခိုင်ဒီတော့မရွေးလိုက်ရအလဲ classes ဆိုရရလာပါတဲ့ဆိုခိုင်လေမတတ်နိုင်ဆုံးမယ်ဆိုခိုင်လေအမားဖြစ်ဖို့က9.88လောက်ရှိရပေါ့နော်အမားတော့ဆိုခိုင်လေစောင့်နေပါတယ်အမားကဘာလို့လဲဆိုခိုင်လေကတော့တည်ရှင်နေပြီပေါ့နော်အမားကသူဖြစ်တယ်ပေါ့နော်အဲ့ခိုင်လေကတော့ဖြည်းနေရပေါ့နော်ကိုကတော့ blue ကြလို့ခိုင်လေ blue စီသွားနေရပေါ့နော်အနာမတော့ရက်နေပါပြီအမားကတော့မလာသေးဘူးပေါ့နော်အမားခုမှရေခဲတော့မှကျအမားလာပြီဖြည်းကပြေးရပြီယေပတ်ပြေးမယ်ပေါ့နော်ကဲရပါပြီရှင်ပြေးနေတာဟိုရောက်လာပြီပေါ့နော်ဟိုအမကဘေးနားရောက်လာရင်လည်းချက်ဖို့ကောင်းကအမကလိုက်နေရပဲဘေးနားတဲ့တော့ခိုင်လေးရှောင်းရပေါ့နော်ဒီကလေးဆော့လို့တော့ကောင်းပါရဲ့ပေါ့နော်အမလာရတော့ပြေးရတာပေါ့နော်ကိုအယောင်ထဲမှာပဲပြေးလို့ရတခြားအယောင်တော့လိုက်ပြီးဆိုသွားပြီးအမကမြင်ရတယ်ပေါ့နော်သူတခြားအယောင်မပါတော့အမကဖမ်းရောအဲ့လိုမျိုးရှိရပေါ့နော်ဒီရတော့အခုအစိမ်းရဘက်ကိုပြေးနေအမကဟိုနားမှာအုံနေလို့ပေါ့ဟိုနားလူတွေနားအုံနေလို့ခင်ရတော့လူမရှိတဲ့ဘက်ကနေပြေးပြီးတော့ဟိုအမဲယောက်ကြတော့ဒီနားလေးရောက်နေပါပြီ။အိုးဒီအမကကျွမ်းလာပဲဖမ်းလာမိရတူအများပဲခက်လီပါမိတော့မယ်သူပဲ။ဟိုအိုင်ဖြည်းအမကတော့အနည်းရောက်ဆိုတော့တကွက်ပြီးတကွက်ပြောင်းနေရပါတော့။ခုကတော့အပြာရောင်ရောက်သွားပြီပေါ့နော်အပြာရောင်ဆိုအပြာရောင်သုံးပေါ်ဖြည်းနေတော့အမကဟိုမှာပေါ့နော်ဘယ်နှယောက်ပဲချန်တော့လဲ4ယောက်တော့ဖမ်းမိပြီဆိုတော့5ယောက်ပေါ့ချန်ပေါ့နော်ကဲခိုင်လေးကတော့အမကခုနကပြန်မယ်ဆိုအရင်ကြောက်တယ်ပေါ့နော်အစိမ်းရမလို့အစိမ်းရအတော့ပေါင်းမှနေအမကကိုအမဘက်ကနေချီတော့ခိုင်လေးတော့မမြင်ရဘူးခိုင်လေးတော့တခြားအယောင်ပေါ်မှာကနေမြင်ရပါတော့လူပြေးတာလူခွန်လေးတို့မှအယောင်မရှိတော့ရဆိုရင်တော့မြင်ရတယ်ပေါ့နော်အမโอเค yellow ဆို yellow အတုံးလေးကိုပြေးပါမယ်ကဲပြေးနေပါပြီဒီနေ့လေးမှာခါလေးတော့ရက်ဆောင်နေပါတော့အမမလာတော့နဲ့ခါလေးအဖြူအောင်ဆိုပြေးသွားပါပြီအဖေတောင်းတော့โอเคဒီဗီဒီယိုလေးရတော့နည်းနည်းရှည်သွားပဲပေါ့နော်တခြား Roblox ခါလေးတင်တဲ့ game တွေနဲ့ဆိုင်တော့နည်းနည်းရှည်သွားပါမယ်ပေါ့နော်ကိုတော့ခါလေး blue ကြလို့ပြေးနေရပါဗီဒီယိုလေး
လာနဲ့တဲ့အပြာရောင်ရောက်ပါပဲဆိုတော့အပြာရောင်ပြေးနေရပါရေရဲလို့ဆိုရဲလို့တက်ကိုလည်းပြေးရပြန်တယ်ကဲပြေးရပါတယ်အမပြေးနေရပြေးနေရမဟိုမှာစိုက်ကြည့်နေရလားမသိကြောက်စရာကြီးဆိုအမေက3-4ပေါ်ပြေးပါရဲ့အမကလည်းကိုယ့်နောက်ပဲလိုက်နေရပဲဆိုပြေးမယ်တခြားဘက်ရောက်သွားရဲ့ပေါ့နော်အမမရှိတော့ဘူးထင်တာကြီးပြီအဝါရောက်ဆိုအဝါရောက်ပဲပြေးပါမယ်ဘာဖြစ်သွားလဲမသိဘူးဆိုခိုင်လီတို့ပုံနဲ့အဖွဲနိုင်တော့ပါတယ်ဆိုနိုင်တော့ပါတယ်ဆိုခိုင်လီပထမရရပေါ့နော်ဒီမှာဘယ်မှာလဲမသိပထမရရနေရပဲယေပထမရပါပြီဟီဆိုခိုင်လီဟာနေရရွေးနေပြီပေါ့နော်ပြန်ရွေးရမှာပါအလဲရဟာရွေးလိုက်တယ်ပေါ့နော်ဟုတ်ပါဘူးဘေးရဟာရွေးလိုက်တယ်ပေါ့နော်အလစ်ဘယ်သူအမဖြစ်မလဲတော့မသိဘူးနော်ခိုင်လီတော့မထင်ပါဘူးခိုင်လီအမဖြစ်ဖို့နည်းနေဆိုခိုင်လီတော့မဟုတ်ဘူးဖြစ်ထင်ပါခိုင်လီလည်းမဟုတ်ပါဘူးဆိုခိုင်လီပြေးတော့ပါမယ်လာဆိုပြေးနေပါအဖြီရောက်တော့အဖြီက3ပေါ်တက်လိုက်ပါတယ်အမတော့ခိုင်လေးကိုတွေ့တယ်လို့ပြောရပါတော့အနည်းအောင်ဆိုအနည်းဖပြေးပါမယ်အိုးအဖေအမချွမ်းလာပဲလူတွေတော်တော်များများတာမိနေပြီခိုင်လေးတော့ကြောက်လာရဲ့ပြေးပါမယ်အစေးရဆိုအစေးရတော့ပြေးမယ်ဆိုတော့အိုးအမမြင်တာကံကောင်းကိုပေါ်ကနေဖြစ်သွားဆိုကြောက်နေရတယ်ဆိုခိုင်လီရတဲ့ဆေးရောက်တော့ပေါ်တင်နေရပါတော့အဆေးရောက်ပဲဆိုပြအမေရောက်ဆိုအမေရောက်3ပါနေပါတယ်အမတော့ပတ်မှာပေါ့နော်ခုစီနဲ့လူတွေလိုက်ဖန်နေပါရဲ့ပေါ့နော်ခိုင်လီကတော့ကြောက်လို့ဟိုပတ်ပြင်းနေအမတို့ရောက်ခိုင်လီလည်းပြန်ပြေးပါတယ်ဟာကိုခဏလည်းအနေနဲ့နေရပါအမလိုက်လာပေါ့နော်အပြာရောက်ဆိုအပြာရောက်တော့ပြေးပါမယ်အမဟိုပြင်းမှာခုစီနဲ့သွားနေရပါတော့ခိုင်အပြာရောက်တော့လေရှောက်သွားတယ်ပေါ့နော်ကြောက်တာနဲ့ခလေးလည်းဖမ်းမကရှင်လူတွေတော်တော်များများတော့တွေ့နေပြီပဲအမကဲအမေရောက်ဆိုအမေရောက်အသုံးပေါ်တက်လိုက်ပါတယ်ဟိုအမဟိုနာမှာလာပဲအမကြောက်စရာကြီးပြင်းနေခက်တယ်ဟိုမှာကပ်တိုင်းနဲ့တော့ပြန်ကြည့်ရပဲအမေကတော့ခုပါရယူလို့ဆိုရလို့ပြေးပါတယ်တော်တော်များများတွေ့တာပဲအမကျွမ်းလာတာခိုင်လေးဆိုအမဖြစ်မကျွမ်းမှာခိုင်လေးလို့ပုံရတာပဲနည်းနည်းကျွမ်းတာနည်းနည်းပါပဲအဲ့လိုအများကြီးလည်းမကျွမ်းပါဘာရအောင်အနီးရောက်မှာအနီးရောက်ဆိုအနီးရောက်တော့တက်လိုက်တာနေရတော့တက်လိုက်ပါတယ်မဒီဘက်မလာတာပဲကောင်းမလဲလို့ပဲပြမှာပါနော်ခိုင်လေးတော့စပြေးရရင်ချောက်တယ်ကကိုကဘာရောက်လဲအစိမ်းအားခိုင်လေးပြေးလိုက်ရအောင်ပေါ့နော်မိသွားပြီပေါ့နော်ဆိုတော့တက်နိုင်ပါနော်ဒီတပွဲတော့ခိုင်လေးမနိုင်လိုက်ပါဘူးမနိုင်ပေါ့နော်ဒီတပွဲဘယ်သူနိုင်မလဲဆိုတာတော့ခိုင်လေးလည်းမသိကြည့်နေရပေါ့နော်အမဖမ်းတာအရင်ကျွမ်းနေပါနော်ခိုင်လေးတော့ဘယ်လိုဖမ်းလဲဆိုတာမသိတေးပါနော်ခဏတော့ခုံဆိုတာဆိုရရှောက်လုံးနေပါနော်ခုံစွာနဲ့ပြေးနေရပါနော်ရှော့စီလိုက်အညာတနက်ကလုံးနေရပါနော်ညောင်ပြင်းတော့ရှော့စီလိုက်ပါလုံးလိုက်နဲ့လုံးနေရပါနော်ခလေးလေးဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်တယ်ပါနော်ဘာမှလုပ်စရာလည်းမရှိတော့ပြေးနေရပါနော်တနက်စော်တာလေးပဲကြည့်နေရပါတော့မကြည့်ရှင်တော့နဲ့ခလေးလေးရှော့သွားစီးမယ်ဆိုပြရနဲ့ပြေးနေရပါပြန်ကြည့်လိုက်ပါအမဟိုနားမှာညံနေပါတယ်ဟို2ယောက်ပဲကျန်တာပေါ့နော်မိုက်ပါတယ်ရောက်တယ်နော်ကဲရဲလေးဆိုခလေးလေးထမ်းကြည့်နေရပါတော့တနုံ2ယောက်ပဲကျန်တာဟုတ်တယ်2ယောက်ပဲကျန်တာ
ဟိုမှာကျွမ်းလာရှိလာပါတော့မပြေးနေတနုံနေအောင်ဆိုရင်ကျွမ်းနေပါတော့အမလက်ကနေဘလို့လက်ထဲကနေဘလို့လွတ်လောက်ပြေးလဲမသိဘူးပေါ့နော်ခိုင်လည်းကတော့မပြေးနိုင်ပါဘူးဘလို့ဖြစ်တာဟိုဟာပုံးတဲ့သူတွေနိုင်သွားပါတယ်အေးတနုံတွေနိုင်သွားပါတယ်အမကတော့မနိုင်သွားပါဘူးနော်ပုံးတဲ့သူကတော့နိုင်သွားပါတယ်ဝီဆိုခလေးဒီတိုင်းပဲပြင်းနေပါတော့ပြင်းနေခလေးထုံစားတယ်ကွင်းပြင်းနေမှာပတ်ပြင်းနေပါအမဘူးလို့တက်လိုက်တက်လို့ရခလေးရွေးရအောင်ပါတော့မခလေးတော့ဘေးနာပဲရွေးလိုက်ပါတယ်ဘာရွေးရမှာလဲပြနဲ့မတက်နိုင်ပါတော့ရွေးဘာရွေးရမှာလဲမသိဘူးပါနဲ့ပြာနဲ့ပဲရွေးရတယ်ပေါ့နော်။အိုးခါလေးအောက်မှာပြတ်ကြနေပေါ့နော်။ခါလေးပဲဒီရှောက်ပြီးနေပါလားမသိဘူး။အော်သူကအစိမ်းအောင်ကြတယ်ဆိုတော့ပြေးပါမယ်ပေါ့နော်အစိမ်းအောင်။ပြေးဆိုရဆေးရတော့ရောက်ပါပါတယ်။ကဲနောက်ပြောပါရောက်လာမလဲ။အိုးအမလွတ်ပြီးဆိုအနီအောင်ပေါ့နော်။အနီအောင်ပြေးပေါ့နော်အမဆိုကြောက်တော့တာပြင်းနေရ။အိုးအမကိုရှိတက်ကြလာလမ်းလိုက်တာ။မပြီးနာမှာဟာအမဖြူရဆိုအိုးအမကျွမ်းလာပဲဟာခဏနေအမဟိုပဲရအောင်ကျွမ်းလာပဲပေါ့နော်။ခိုင်ရတော့ကြောက်လို့တွန်းသူနာဝင်နေရပါတော့။ပြီးဘာရောက်ပါလိုက်ခုအနီးအောက်ကြပါပေါ့ပြောပြန်တက်ပြီးအနီးအောင်စီသွားတယ်ပေါ့နော်နီးအောင်ပြေးဟိုဘက်ရောက်သွားပါနော်ပြေးနေရတယ်တပည့်အိုးအနောက်ကအမမဟုတ်လားလိုက်လားဟုတ်တယ်ကြိတ်တယ်အမလည်းဝီတာပါခုနမှပေါ့နော်ခိုင်လေးပြေးတော့ပြေးရှင်နဲ့ဖမ်းမိမှလည်းကြောက်တယ်ဒါပေမဲ့မတတ်နိုင်နဲ့ပြေးလိုက်ပဲလေကြောက်တော့လေကဲအနီအောင်ဆိုတော့ဒီနားလေးမှရက်နေပါတယ်ရက်နေရနေအမကိုကြည့်ပြီးခိုင်လေးပတ်ပြင်းနေအမဟိုထိတ်မှဆိုခိုင်လေးလည်းဘေးကိုပို့ပြမှလည်းမသိဘူးပတ်ကြည့်လိုက်ဆိုဒီဘက်ပဲပြေးလိုက်ပါတယ်ဆိုအစင်းဆိုခိုင်လေးပတ်ပြင်းနေရပေါ့နော်ကဲဆေးရ3ပေါ်ရောက်ပါဟိုမှာအမပေါ့နော်ရအောင်ကြောက်တယ်ပေါ့နော်ဒီအမကလည်းခဏကအမလေးရမ်းပေါ်ပေါ့နော်ဖမ်းလာခါလေးစလိုက်အဲ့တော့ဒီအမနဲ့ဒါပြန်တိုးရဲဆိုရင်အိုးခါလေးပြီးတော့မှကြောက်တော့ပါအိုးဟိုမှာအမဟာခါလေးကလည်းကြောက်နေပြီးတယ်ဟေးမာကိုပြင်းလာတာမရှိရတာအော်အဲ့အနီအောင်အမမမဟိုပေါ်မှာတူတယ်အနီအောင်ပတ်ကိုဖြီးသွားအောက်ပြစင်သွားအပေါ်ကနေအောက်စီလိုက်တယ်ပြီးတော့အပေါ်ပြန်ရောက်မယ်ရောက်ပတ်နဲ့ခါနေနဲ့တော့ကဲအဝါရောက်စတိ3-4ပေါ်မှာပဲနေလိုက်ပါမယ်ဟိုမှာပေါ့နော်အမကိုပြထားမှာပြီဟိုအပေါ်မှာပေါ့နော်ရှိနေဆိုခိုင်နေကြောက်လို့ဒီဘက်ပြေးသွားပါတယ်ဟိုကခိုင်လေးကိုမိသွားပြီပေါ့နော်မတက်နိုင်ပါဘူးခိုင်လေးတရားပဲပြက်ပန်ပြန်ပတ်ပြေးလာအောင်မယ်ပေါ့နော်ပြလိုက်တာဗီဒီယိုလေးကိုစက်တင်လိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီလိုဗီဒီယိုလေးတွေကြိုက်ရင်လည်း like subscribe လေးလုပ်ပြီးဖို့ပြောရှိပါရပါတော့ Roblox game တွေကခက်လေးတင်တာနည်းနည်းများတယ်ပေါ့နော်ဒီအလဲပါအတန်ထည့်လိုက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye ခလီမေးစာရှိရဲဒီလိုတင်တဲ့ဗီဒီယိုလေးကြိုက်လားဆိုကြိုက်ရင် like လုပ်ပါဟာ like subscribe လေးလုပ်ပြီးပြောရှင်ပါတယ်ကြိုက်ရတော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲ bye bye